အားလုံးပဲမင်္ဂလာပါကိုလင်းရွှိုင်း YouTube channel လေးရနေပြီးတော့ဒီကိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ရပါတယ်မနေ့ကတောက်ကြနေမှာဆိုလို့ရှိရင်တော့အနေငယ်လေးအစမပြေမှုလေးရှိခဲ့တယ်ဒီနေ့စနေနေ့မှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်တွေတော့မရှိဘူး FA Cup ပွဲစဉ်တွေရှိတယ်တခြားသော League ပွဲစဉ်တွေနဲ့အဆုံးပြန်လာပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ FA Cup ပွဲစဉ်တွေနဲ့ဒီလိုတခြားသော League ပွဲစဉ်အနေငယ်ကိုလည်းတုံးသက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကိုတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေနဲ့အားပေးသွားလို့ရတယ်လို့တပွဲကောင်းလေးတွေပုံမှန်လိုချင်တဲ့ညီကိုတွေကတော့ description ထဲမှာတော့ဒီ comment box ဆွဲပါ channel link လေးတွေရှာပေးထားပါတယ်ဘောလုံးပွဲတွေကိုမြန်မာလိုမြန်မာကြီးနဲ့ကစားလို့ရတယ်555 နဲ့ Sport 8ဆိုတော့ကစားချင်တာပဲဖြစ်ဖြစ်နေ့စုံကြီးစုံကစားလို့ရတဲ့ iBet Concept ကို Wine Sport တို့ကို account တင်ဖွင့် 10% bonus လေးနဲ့ကစားချင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်39 4နှစ်ကုန်6လေးကို9နှစ်ကိုဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာစော်ကစားနိုင်တယ်လို့ description ထဲမှာရော comment box ထဲမှာပါ Viber နံပါတ်ရော Telegram link လေးတွေပါထည့်ပေးထားပါတယ်အဲ့တော့တပွဲကောင်းလေးလိုချင် channel လေးကို join ဘောလုံးပွဲတွေကိုကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ Viber နံပါတ်နဲ့ Telegram အကောင့်လေးတွေကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီကနေ့ရဲ့ပထမဆုံးပွဲစဉ်ကတော့ FA Cup ရဲ့ပွဲစဉ်ပွဲကောင်းအစောဆုံးပွဲစဉ်လေးဖြစ်တဲ့ Manchester City တင်းနဲ့ Liverpool တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဆိုလို့ရှိရင် Man City တင်းက1ပေါင်း60 9ပေါင်းစီးမှာဆိုလို့ရှိရင်တော့3-20ဈေးထဲမှာရှိနေပါတယ် Man City တို့အနေနဲ့ဒီ International Break မစခင်မှာ Arsenal နဲ့ EFL ကဘော်လူဝဲကစားခဲ့တယ်အဲ့ဒီပွဲစဉ်မှာ2-0နဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ချန်ပီယံလိကနေလည်းထွက်ခွာခဲ့ရတယ်။ Real Madrid ကိုနှစ်ကြော်သလုံးရှုံးနိမ့်ခဲ့ရတယ်လို့ Premier League မှာလည်းနှစ်ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့တယ်။အဲ့လို Premier League မှာနှစ်ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့တဲ့အတွက်ကြောင့် Arsenal အနေနဲ့တပွဲပိုကစားခဲ့တယ်ဆိုပေမဲ့ Format တီကွာဟနေတယ်။အဲ့တော့ Man City တို့အနေနဲ့တင်ရှာနီးကဒါမိနိုင်တယ်လို့ဆိုပေမဲ့ကျွန်တော်ကတော့ Man City တို့ Premier League ရဖို့တော်တော်ကိုခက်ခဲသွားပြီလို့ပြောလို့ရတယ်။အဲ့ဒါဆိုရင် Man City ဟာ Champions League လည်းမရှိတော့ဘူးဆိုရင်ဒီ FA Cup ကိုပုံမပြီးတော့ iron side ဖို့လည်းလိုအပ်လာတယ်။နောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်းပွဲစဉ်တွေမှာနိုင်ငံရုံးကန်ရတယ်ဆိုပေမဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ Man City ကရက်လက်ကောင်းတွေရယူထားခဲ့တာတွေ့ရတယ်ပြီးတော့ Guardiola ရဲ့ Man City ကတကယ်ကိုအဆုံးဖြတ်ပွဲစဉ်တွေရောက်ပြီဆိုလို့ရှိရင်ဒီတိချာချာထိန်းသိမ်းနဲ့ကစားတတ်တယ်ရလောက်ကောင်းရယူတတ်တယ်ဆိုတာကိုပြီးခဲ့တဲ့ EFL ကပွဲစဉ်မှာကျွန်တော်ပြောခဲ့တာရှိပါတယ်လီဗာပူးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့လက်ရှိလီဗာပူးရဲ့အနေအထားဟာအဝေးကွင်းဆိုလို့ရှိရင်တော့ရုံးကန်ရတတ်ပါတယ်ဒီ International Break မတိုင်ခင်မှာ Brighton ကို2-1နဲ့ရှုံးနေထားခဲ့တယ်လို့ရှေ့ကအဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းရုံးကန်ခဲ့ရတာကိုတွေ့ရတယ်ချန်ပီယံလိဝေးကွင်းပွဲစဉ်မှာလည်းဂလာတာဆာရီကို 1-0 နဲ့ရှုံးနေခဲ့တယ်ဘူဗန်ဒန်ကို FA Cup မှာနိုင်ခဲ့တယ်ဆိုပြီးမှ Premier League မှာရှုံးနေခဲ့တာတွေ့ရတယ်အဲ့ဒီရှေ့ကပွဲစဉ်တွေမှာဆိုလို့ရှိရင် Nottingham Forest နဲ့ Sunderland ကို 1-0 နဲ့နိုင်တယ်ဆိုပေမဲ့ရလပိုင်းနေရတာကောင်းခဲ့တယ်အသင်းရဲ့ကစားပုံကတော့လောက်လာကောင်းခဲ့တာမျိုးတော့မရှိပါဘူးလီဗာပူးတို့အနေနဲ့ဒီပွဲပြီးရင်ဂျာယက်မှာ PSG တင်းနဲ့ချန်ပီယံလိအဝေးကွင်းကလည်းကစားဖို့ရှိနေသေးတယ်အသင်းရဲ့ဒီကကစားသမားတွေကလည်းဒီနိုင်ငံတကာပွဲစဉ်တွေမှာကစားထားခဲ့ရတယ်အဲ့တော့လီဗာပူးတို့ဘယ်လိုကစားလာမလဲဆိုတာတော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်ဒီဟာဒီပရီးမီးယားလိနှစ်ကြော်လုံးထိပ်တိုက်တွေ့ဆုံထားမှုမှာလေမန်စီးတီးတင်းကပဲအသာရထားခဲ့တယ်ကျွန်တော်တို့တွေ3-1ရှိုးရဆိုရင်တော့လီဗာပူးတို့ရလက်ကောင်ရယူနိုင်တယ်ဆိုပေမဲ့မန်စီးတီးရဲ့အိမ်ဝင်ကစားပုံကောင်းမှုကြောင့်လီဗာပူးရဲ့အဝေးကွင်းမှာရုံးကန်ရတတ်တယ်ပြီးရင်ဂျာယက်မှာလည်းချန်ပီယံလိကစားရဖို့ရှိနေတဲ့အတွက်ကြောင့်မန်စီးတီးတကူနဲ့တော့ကန်နိုင်ရရှိတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်နောက်တစ်ပွဲကတော့ Chelsea တင်းနဲ့ပေါ်ဘေးတို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာ Chelsea တင်းက3-20 9ပေါင်းသေးမှာဆိုလို့ရှိရင်တော့4-20ဈေးထဲမှာရှိနေပါတယ်နောက်ဆုံး၄ပွဲဆက်ရှုံးပွဲတွေ့ကြုံထားတဲ့ဒီပြလီယန်ရိုစီနီယာ Chelsea ပြန်လဲနိုးထဖို့လိုအပ်နေတယ်လို့ဒီပွဲစဉ်မှာလည်းနိုင်ပွဲပြန်လဲရယူဖို့လိုအပ်နေပါတယ်ချန်ပီယံလိမှာ PSG တင်းကိုနှစ်ကြော်သလုံးရှုံးနေကြရတယ်လို့ပရီးမီးယားလိမှာလည်းနှစ်ပွဲဆက်ရှုံးနေထားခဲ့ရတယ်စိုးတာကအဲ့ဒီပွဲစဉ်တွေမှာတပွဲကိုနှစ်ဂိုးလုံးပေးခဲ့ရပေမဲ့တိုက်စစ်ပိုင်းကPSG တင်းကိုအဝေးကွင်းမှာ2ဂိုးသာသွင်းနိုင်ခဲ့တယ်။ကျန်တဲ့3ပွဲမှာ1ဂိုးမှမရခဲ့ပါဘူး။အဲ့တော့ Chelsea တို့အနေနဲ့တိုက်စစ်ပိုင်းကလည်းစွမ်းဆောင်ရည်ကုန်ပြန်လည်ရရှိဖို့လိုအပ်နေပါတယ်။ Chelsea တို့ဒီပွဲစဉ်မှာတော့ပေါ့ဆမကစားသင့်တော့ဘူး။အကောင်းဆုံးစွမ်းဆောင်ရည်တွေထုတ်ပြဖို့လည်းလိုအပ်နေတယ်။ရိုစီနီယာအနေနဲ့လည်းအကောင်းဆုံးလုပ်ပြဖို့လိုအပ်နေပြီလို့ကျွန်တော်ယူဆပါတယ်။ပေါ်ဘေးကိုကြည့်ရမယ်ဆိုလို့ရှိရင်ပေါ်ဘေးရာဒီ FA Cup မှာအိမ်ခွဲ2ပွဲလုံးကစားခဲ့ရတယ်။ Bristol နဲ့ Sunderland တို့ကို 1-0 ဆိုတဲ့ရလဒ်တွေနဲ့အနိုင်ရရှိခဲ့ပြီးတော့ဒီဆင့်ကိုရောက်ရှိလာတယ်။ပေါ်ဘေးဆိုတာ League 1 Club ဒီအောက်ဆုံးအဆင့်မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်ဒီလိုအသင်းမျိုးကို Chelsea တို့အနေနဲ့အနိုင်ဆုံး3ဂိုးမသွင်းနိုင်ဘူးလားသွင်းကိုသွင်းတဲ့နေလို့ကျွန်တော်ယူဆတယ်ဒီပွဲစဉ်မှာတော့ဘလို့ပဲဖြစ်ဖြစ် Chelsea ပေါ်ဒီကိုပဲကျွန်တော်ကတော့ရွေးချယ်ပေးချင်ပါတယ်နောက်တစ်ပွဲကတော့ Southampton အသင်းနဲ့ Arsenal တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာ Arsenal အသင်းက2ပေါင်း50ဂိုးပေါင်းဈေးမှာ3-50ဈေးထဲမှာရှိနေပါတယ်ဒီနေ့မှာဂိုးပေါင်းဈေးတွေက3အထက်မှာရှိနေတာကိုတော့ကျွန်တော်တို့တွေတွေ့မြင်ရမှာဖြစ်တယ် Southampton ရဲ့လက်ရှိရှေ့စွမ်းကိုကြည့်မယ်ဆိုလို့ချင်း Arsenal နဲ့ Championship နဲ့Premier League ကွာဟနေတာကလွှဲရင် Southampton ရဲ့လက်ရှိရှေ့စွမ်းတော်တော်ကောင်းမွန်နေတယ်နောက်ဆုံး14ပွဲမှာ
ဆက်တပွဲနိုင်ခဲ့ပြီးတော့3ပွဲတည်တာကြာထားခဲ့တယ်ဆော့တန်ကလုံးဝကို on fire ဖြစ်နေတယ်ဒီချန်ပီယံရှစ်မှာကြည့်မယ်ဆိုလို့ချင်းလည်းအိမ်ဝင်းရလက်ပိုင်းလေးကတော်တော်ကိုမဆိုးလာတဲ့အနေအထားမျိုးမှာရှိနေတယ်19ပွဲမှာ10ပွဲနဲ့6ပွဲတည်3ပွဲသာရှုံးနေထားခဲ့တယ်ရာဂိုး29ကိုပြီးဖို့14ခုသာနဲ့ရှိထားခဲ့တယ်အိမ်ဝင်းခံစစ်ပိုင်းလေးတော်တော်ကိုကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်အာဆင်နယ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ဟာကျွန်တော်တို့တွေသိတဲ့အတိုင်းပဲဟိုကောင်းမွန်နေပြီးသားအသင်းတင်းဖြစ်တယ်ဒါပေမဲ့ EFL က final မှာမန်စီးတီးတင်းကိုတို့တွေနိုင်ငယ်လေးရှီစွမ်းအနိုင်ဘက်ကနေကစားခဲ့ရတယ်ရှုံးနေခဲ့တယ်ပေါ့ဒါပေမဲ့ရှေ့ကပွဲစဉ်နေမယ်ဆိုလို့ရှိရင်တော့ရလက်ပိုင်းနဲ့ရယူခဲ့တာကိုတော့တွေ့ရတယ်အဲ့တော့ EFL ကပွဲစဉ်မလို့တို့တွေရှုံးနေခဲ့တယ်ဆိုပေမဲ့ဒီ FA ကမှာဆိုလို့ရှိရင်တော့တေချာလေးအာယုံဆိုင်ကစားမယ်လို့ယုံကြည်မိတယ်ဒါပေမဲ့အာဆင်နယ်ရဲ့အဓိကကစားသမားအများစုပါဒီ international သွားကစားရတဲ့အခါမှာဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပြီးတို့တွေပြန်လာခဲ့တဲ့အနေအထားမျိုးတွေဖြစ်နေတယ်ဒါကတော့ဘယ်လိုအနေအထားမျိုးလဲဆိုတော့ကျွန်တော်တို့တွေတေချာတော့မသိရဘူးဒီပွဲစဉ်မှာဘယ်သူတွေပွဲထွက်လာမလဲအာဆင်နယ်အနေနဲ့ဒီပွဲပြီးရင် Sporting Lisbon နဲ့ Portugal ကိုသွားပြီးတော့ချန်ပီယံလိပွဲစဉ်ကစားရဖို့ရှိနေတယ်။ဒါပေမဲ့ Sporting Lisbon နဲ့ကစားရဖို့ရှိနေတဲ့အတွက်ကြောင့်တော့အာဆင်နယ်အနေနဲ့တခြားသောအသင်းတွေနဲ့ဆိုင်ရင်တော့အနေငယ်လေးလွယ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ချန်ပီယံလိဖြစ်နေတဲ့အတွက်ကြောင့်တော့ပေါ်ပေါ်ဆဆကစားလို့မရဘူး။အဲ့တော့အာဆင်နယ်ဟာဒီပွဲစဉ်ကိုပြီးခဲ့တဲ့ဒီ McAllister လို့ပွဲစဉ်တွေကအတိုင်းပဲအရင်ကစားသမားများစုကိုပဲပွဲထုတ်လာအောင်မယ်ဆိုတာတော့သိကြတယ်။အဲ့တော့ဒီပွဲစဉ်မှာ Southampton စီကနေပြီးတော့ကျွန်တော်တို့တွေဂိုးတကုန်းမျှော်လင့်လို့ရမယ်ဆိုရင်တော့ကိုပေါင်းစီကနိုင်ဆုံး3လုံးသွားနိုင်တယ်အာဆင်နယ်အနေနဲ့ပြီးခဲ့တဲ့မက်ကယ်လဖီနဲ့ပွဲစဉ်ကိုဘိုးတကူသွားပေးလိုက်ရင်ဒုက္ခရောက်သွားနိုင်တဲ့အခြေအနေရှိနေပါတယ်အဲ့တော့အာဆင်နယ်ဒီပွဲစဉ်မှာတည်တည်ချာချာလေးပြင်ဆင်ပြီးတော့ကစားလာလိမ့်မယ်ဂိုးမပေးရအောင်စွမ်းဆောင်လာဖို့လိုအပ်နေပါတယ်ဆောက်တန်နာကိုသာတကိုးပေးလိုက်ရင်အာဆင်နယ်တို့ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့်ပါပြီးခဲ့တဲ့ဒီတမ်းမစင်းရခင်ရှင်တွေမှာဆောက်တန်နာနဲ့တွေ့ဆုံခဲ့တဲ့ရှင်တွေမှာတော့တွင်ကိုးလေးတွေမြန်မြန်ဆန်ဆန်တွေ့ခဲ့ရတယ်ဒီဆောက်တန်နဲ့လက်ရှိရှည်စွမ်းကြောင့်လည်းဂိုးတကူလေးတော့ရနိုင်တယ်ဆိုပေမဲ့ကျွန်တော်ကတော့အာဆင်နယ်ကိုမပေးရအောင်စွမ်းဆောင်လိမ့်မယ်လို့ယူဆတယ်။ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးကြပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့မာရော့ဂါတက်နဲ့ Real Madrid တို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာ Real Madrid တင်းကတလုံးတည်းကိုပေါင်းစီမှာ3.40ဈေးရမှာရှိနေပါတယ်။လက်ရှိရှည်စွမ်းနေရကြည့်မယ်ဆိုလို့ရှိရင်တော့ Real Madrid နောက်ပိုင်းမှာရလက်ပိုင်းတွေကတော်တော်ကိုကောင်းမွန်လာတာကိုတွေ့ရတယ်။ဒီနောက်ပိုင်းမှာနိုင်ပွဲတွေပဲစက်တိုက်ရယူထားခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံး9ပွဲဆက်လုံးဝကိုနိုင်ပွဲတွေရယူထားခဲ့။အဲ့ဒီပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့သင်းကိုကအနိုင်ဆုံး3ခုအထက်မှာရှိထားခဲ့တာကိုတော့တွေ့ရပါတယ်။မာရော့ကကိုကြည့်ရမယ်ဆိုလို့ရှိရင်မာရော့ကလက်ရှိခြေစွမ်းကမငြိမ်ဘူးနိုင်ဝဲစဉ်တွေမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုရုန်းကန်နေရတဲ့အနေအထားမျိုးမှာတော့တွေ့နေရပါတယ်လက်ရှိရှင်နေထားမှာမာရော့ကရဲ့လက်ရှိခြေစွမ်းကြောင့်တော့ Real Madrid ကိုရှင်ကစားဖို့ခက်တယ်ဆိုပေမဲ့သူတို့နှစ်သင်းထိပ်တိုက်တွေ့ဆုံနိုင် Real Madrid ဟာမာရော့ကပေါ်မှာဒီဂိုးပြတ်နိုင်တယ်ဆိုတာကနိုင်ငံဒီခက်ရှားရှားနေတာမျိုးမှာရှိနေတယ်ပထမကြောမှာလည်း2-1ဆိုတဲ့ရလဒ်နဲ့နိုင်ယူထားခဲ့တယ်လို့မာရော့ကရဲ့အိမ်ဝင်ရောက်ပြီဆို Real Madrid ရုန်းကန်ရတတ်ပါတယ်ဒီပွဲပြီးရင်လည်းချန်ပီယံလိပွဲစဉ်ဘိုင်ယန်မြူးနစ်နဲ့အိမ်ဝင်းမှာကစားရဖို့ရှိနေသေးတယ်။အဲ့ဒီပွဲစဉ်ကိုလည်းအနည်းငယ်လေးအာရုံရောက်နေတယ်လို့ကျွန်တော်ယူဆပါတယ်။ဒီပွဲစဉ်မှာမာရော့ကအိမ်ဝင်းဆိုလို့ရှိရင်ဂိုးပြတ်မရှုံးအောင်လည်းကစားတတ်တဲ့အတွက်ကြောင့်မာရော့ကဂိုးပြတ်မရှုံးနိုင်ဘူးလို့ယူဆတယ်။အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုပထမဆုံးရွေးချယ်ပေးခြင်းနဲ့ Real Madrid နိုင်နေဆိုရင်လည်း Z1 အမြင့်ဆုံး Z2 တစ်ပေါက်လို့ယူဆပါတယ်။ဂိုးပေါင်းအောက်ကိုတော့ပို့ပြီးတော့ကြိုက်တယ်။ body ဈေးရဆိုရင်တော့မာရော့ကကိုပဲအရေးဆုံးရွေးပေးခြင်းပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Atletico Madrid တင်နဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာဘာစီလိုနာအသင်းက level 50ကိုပေါင်းစီမှာ3.50ဈေးရမှာရှိနေပါတယ် DRC ရဲ့အတွေ့အနိုင်ဆုံးနှစ်သင်းလို့ပြောရမှာပဲဖြစ်ပါတယ်စပိန်လာလီဂါပရမာကျော်မှာလည်းတွေ့ဆုံထားပြီးခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့ဘာစီလိုနာအသင်းက3-1နဲ့နိုင်ရရှိခဲ့တယ်ကိုပါဒယ်ရီမှာလည်းနှစ်ကြော်ကစားခဲ့တယ် Atletico Madrid အိမ်ဝင်းမှာ 4-0 နဲ့ Atletico ကိုနိုင်ရရှိခဲ့ပြီးတော့ဒီဒုတိယကြော်မှာဆိုလို့ရှိရင်တော့ဘာစီလိုနာရဲ့အိမ်ဝင်းမှာဘာစီလိုနာ 3-0 နဲ့နိုင်ရရှိခဲ့တယ်ဒီပွဲတွေပြီးရင်လည်းချန်ပီယံလိမှာဆက်လက်ပြီးတော့ကစားရဖို့ရှိနေတယ်တော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်အသင်းနှစ်သင်းတွေ့ဆုံမှုဖြစ်တယ်Atletico Madrid ကနောက်ဆုံး2ပွဲဆက်ရှုံးနေထားခဲ့တယ်အဲ့2ပွဲစဉ်ကလည်းအဝေးကွင်းနေကြီးဖြစ်နေပါတယ်ခံစစ်ပိုင်းအနေနဲ့တကယ်ကိုကြော်ကြားလာတဲ့နီးပြစီမီယိုနီရဲ့ Atletico ဒီရာသီမှာတော့ခံစစ်ပိုင်းတော်တော်ကိုယိုယွင်းနေတာကိုတွေ့ရတယ်အဓိကအားဖြင့်အဝေးကွင်းပွဲစဉ်တွေဆိုလို့ရှိရင် Atletico Madrid ရဲ့ခံစစ်ကတော်တော်ကိုကြော်ရဲတာကိုတွေ့ရပါတယ်ဒါကိုကိုပါဒယ်ဒူရီယာအကျော်နဲ့ဒီချန်ပီယံလိဒူရီယာအကျော်ပြီးခဲ့တဲ့ Real Madrid နဲ့ပွဲစဉ်မှာဆိုရင်သိနိုင်ပါတယ်တပွဲကိုနိုင်ဆုံး2ဂိုး3ဂိုးပေးခဲ့ရပါတယ်ဒါပေမဲ့အိမ်ဝင်းဆိုလို့ရှိရင် Atletico ရဲ့တိုက်စစ်ကတော့လုံးဝကိုကောင်းမွန်နေတဲ့အနေအထားမျိုးရှိနေပါတယ်ဘာစီလိုနာကတော့ Atletico Madrid နဲ့ပြောင်းပြန်လို့ပြောလို့ရပါတယ်အိမ်ဝင်းမှာသူကလည်းတိုက်စစ်ပိုင်းတော်တော်ကိုကောင်းမွန်နေခံစစ်ပိုင်းကလည်းဂိုးလေးတွေပြန်ပေးရတယ်ဆိုပေမဲ့အဝေးကွင်းရောက်ပြီဆိုရင်ဘာစီလိုနာအနှဲငယ်ဒီတူတူတိတ်တိတ်လေးကစားတတ်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဂိုးတွေလည်းအရန်မရတယ်လို့ခံစစ်ပိုင်းကလည်းအနှဲငယ်လေးတင်ကိုခွင့်ပြုရမှုကအတော်ကိုနည်းပါတယ်လို့ပြောလို့ရတယ်နိုင်လဲ 0-1 စီတေးကြတယ်1-1အဲ့ဒီပုံစံမျိုးလေးသွားနေတယ်အဲ့တော့ဘာစီလိုနာတို့အနေနဲ့ဝေးကွင်းမှာလည်းရုန်းကန်ရတဲ့အဆင်လာဖြစ်တဲ့အတွက်ကြောင့်တော့ဒီပွဲစဉ်မှာလည်းရုန်းကန်ရဖို့ရှိနေတယ်အဲ့တော့
သူတို့နှစ်သင်းရဲ့ဒီဟာဒီတွေ့ဆုံမှုညာရအနိုင်ဆုံး3လုံးရောက်နေတဲ့အနေအထားမျိုးဖြစ်နေတယ်နောက်ထပ်လည်းနှစ်ပွဲကစားရဖို့ရှိနေသေးတယ်အဲ့တော့ဇက်တိုက်ဒီတွင်းကိုတွေ3ခုရောက်ပါမလားကျွန်တော်တို့တွေစဉ်းစားကြရရှစ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာအင်ရှင်အက်တလက်တီကိုတို့အနေနဲ့တော့မရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆမိပါတယ်ဒီပွဲပြီးရင်လည်းချန်ပီယံလိပွဲစဉ်နဲ့ဆက်ကစားရအောင်ပါအဲ့တော့အိမ်ဝင်းမှာအကောင်းဆုံးစမ်းဆောင်ရပြမယ်လို့ကျွန်တော်ယူဆမိတယ်အက်တလက်တီကိုမက်ထရစ်ဘော်ဒီကိုပဲရွေးချယ်ပေးကြပါတယ်ဒီကိုတို့အနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်လေးတွေကိုအကြိုက်တူမှလိုက်ယူကြပါအကြိုက်မတူဘူးဆိုလည်းဘက်ကန်ကြပါဗျာကစားသမျှအပေါင်းရကြပါစေ